တနေ့ပေါင်းလေးတဲ့ အုတ်ခဲတလုံးကိုလူသက်မှလေရောက်မှသာရွေးနေတဲ့မြင်ကွင်းကိုဒီလူမြင်လိုက်ရတော့အလွန်အမင်းရှုပ်ထွေးသွားပါတယ်။ဒါနဲ့သူကအုတ်ခဲကိုလက်တစ်ဖက်ထဲနဲ့ကောက်ကင်လိုက်ပါတယ်။ဒီမြင်ကွင်းကြောင့်သူ့လို့ဖော်ကိုင်းဘက်တွေအောင်လုံးအားတအန်တထန်းထေးထွားကြပြီးသူ့ရဲ့ခွန်အားကိုချီးမွမ်းကြပေမဲ့ဒီလူကတော့ဘာကြောင့်လဲဆိုပြီးရှုပ်ထွေးနေစေပါ။အကြောင်းရင်းကတော့လူသားတွေရဲ့ခွန်အားဟာအစော့တရားရော့ကျသွားပြီးဒီလူတယောက်ထဲတာမထိခိုက်ခဲ့လို့ပါပဲ။ဒီနေ့မှဒီလူကလမ်းလျှောက်နေတော့မယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်။ Green နဲ့မှရွေးနေတဲ့ပန်းဝကြီးတစ်လုံးကိုတွေးလို့သူကအမျိုးသမီး CEO ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီး CEO ကသူကပုံမှန်တရံကြောင့်အားနဲ့လုံးလို့ဆိုပြီးရဲမောခဲ့ပါတယ်။နောက်ကစက်ကမှမိုက်ဒီလူဟာပန်းဝကြီးကိုမာချပေးလိုက်တော့သူ့ရဲ့လောက်ရကြောင့်လူတိုင်းထိတ်လန့်သွားကြပါတယ်။အဲ့ဒီနောက်အမျိုးသမီးကသူ့ကိုတက်တော်ဆောင်အထိအလောက်ခန့်ကျလို့အိမ်ကိုခေါ်သွားပါတယ်။ဒါပေမဲ့ဒီလူကသူဟာအဲ့ဒီလောက်တော့အားနဲ့လုံးလို့ပြောခဲ့ပါတယ်။ပြီးတော့သူကဖုံးဖေဖို့အတွက်ပန်းဝကြီးကိုလက်တစ်ဖက်ထဲနဲ့မတင်လိုက်ပြန်ပါတယ်။အမျိုးသမီးဟာသူ့ရဲ့ခွန်အားကြောင့်နောက်တစ်ချိန်အံ့အားသင့်သွားပြန်ပါတယ်။သူကပန်းဝကြီးကိုစပွဲပေါ်တင်လိုက်တဲ့အခါအဲ့ဒီလောက်ရကအိမ်ကိုတုံကောက်သွားစေတဲ့အပြင်စပွဲပါကျိုးပဲသွားစေခဲ့ပါတယ်။သူမရဲ့ခွန်အားကြောင့်အမျိုးသမီးဟာလုံးဝကြက်သေးသေးသွားပြီးသူ့ကိုပိုင်ဆိုင်ရမယ်လို့ကတိပြုခဲ့ပါတယ်။ဒါနဲ့အမျိုးသမီးကဒီလူကိုစားတော့ဆိုင်တစ်ခုကိုထမင်းစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီလူဟာစားတော့တွေအုပ်စုလိုက်ဝိုင်းပြီးထမင်းပကန်းတစ်ချက်ကိုမားရတဲ့မြင်ကွင်းကိုတွေ့လိုက်ရတဲ့အခါအံ့အားသင့်သွားပါတယ်။ပကန်းထဲမှာလည်းထမင်းကဆန်းစစ်10ဆေးလောက်ပဲပါပါတယ်။ဒီခေတ်မှာဆန်းစစ်နေစစားနိုင်တဲ့သူဆိုရင်ကောင်စားတောင်းကျန်းသူအထက်တက်မှတ်ခံရမယ့်အချင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလူကမန်နေဂျာကိုထမင်းပကန်းလုံးကြီးယူလာပေးကိုတောင်းဆိုခဲ့ပြီးပါစက်အကီစားလိုက်တော့လူတိုင်းမယုံနိုင်အောင်ထစ်သွားကြပါတယ်။ထမင်းစားပြီးနောက်ဒီလူဟာဆော်လုံရင်းလူနန်းခွင့်ကိုပြန်ရောက်လာတဲ့အခါသူ့ရဲ့ရည်စင်ဟောင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ရည်စင်ဟောင်းကပတ်ဆိုင်ချမ်းသာတဲ့လူတစ်ယောက်ကိုခေါ်လာပြီးသူ့ကိုလမ်းခွဲကိုပြောခဲ့ပါတယ်။ဒီလူဟာအရန်ကိုဒေါသထွက်ခဲ့ပြီးမြဲအဲ့ဒီငွေကြေးချမ်းသာသူကအရန်ကိုတတ်မှတဲ့ professional လက်ဝဲသမားပြီလူသူနောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီငွေကြေးချမ်းသာသူကအယော့နဲ့ဖေးပဲ1ကီလိုဂရမ်လေးတဲ့အုတ်ခဲတစ်လုံးကိုကောက်ယူပြီးသူ့ကိုပစ်ပေါက်ဖို့ကြိုးစားခဲ့ပါတယ်။သို့တော်လည်းအဲ့ဒီလူချမ်းသာကအုတ်ခဲကိုမနိုင်ခဲ့ပါဘူး။သူဟာကြောက်တုံးတလေးလေးကိုကောက်ပြီးဖြည်းဖြည်းချင်းမှတင်လိုက်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်တော့ဒီလူရဲ့လူဖောက်ကိုင်းပတ်တွေမျက်နှာတွေပြောင်းလဲသွားသည်လူချမ်းသာရဲ့ခွန်အားကိုချီးမွမ်းလိုက်ပါတယ်။ဒေါသထွက်နေတဲ့ဒီလူကလူချမ်းသာကိုချက်ချင်းပါရိုက်လိုက်တဲ့အခါအဲ့ဒီလူချမ်းသာကကျိုးပြတ်သွားတဲ့ဆွန်းတကောင်လိုက်လွင့်သွားခဲ့ပါတယ်။ဒီချိန်မှာပဲအမျိုးသမီး CEO ကနားကဖျက်လျှောက်လာခဲ့ပါတယ်။ဒီလူရဲ့ခွန်အားကိုမြင်လိုက်တဲ့အမျိုးသမီး CEO ကချက်ချင်းမြေပေါ်ဒူးထော်ပြီးသူ့ကိုလက်ထပ်ဖို့ခန်းတဲ့သွားတော့ပါတယ်။